နှစ်ပေါင်း1000မတိုင်ခင်ကနဂါးနက်ကမကောင်းဆိုးဝါးလမ်းစဉ်တဲ့လမ်းမဝင်ပြီးလူပြည်ကိုဒုက္ခပေးခဲ့လို့အကိုဖြစ်သူနဂါးမင်းဝမ်းဟောက်ကရွှေနဂါးတက်ခိုးနဲ့နှိမ်နှင်းပြီးရင်းနှက်ပိုင်းပိတ်ပင်ထားတဲ့နေမြေမှာပိတ်လောင်ထားခဲ့တဲ့နှစ်ပေါင်း1000ကြာပြီးနောက်မှာတော့အဖိုးအိုနဂါးမင်းကနဂါးမင်းရာထူးနဲ့ရွှေနဂါးတကိုးတွေကိုတားဖြစ်သူဖူရှိစီလွှဲအပ်ခဲ့တယ်ဒါပေမဲ့အပျော်မတ်တဲ့ဖူရှိကလှည့်လည်စစ်ဆေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူပြည်ကိုလာလေတယ်နဂါးကိုမြင်ရတဲ့သူကလက်ပိတ်ဝေဖြာပြီးချမ်းသာတတ်တဲ့စခရင်ကိုနှစ်ချက်နှိပ်ပြီးအရာရာအဆင်ပြေပါစေလို့ခြံထားခဲ့ပါနောက်ရက်တွေမှာမင်းကအဆအရာရာအဆင်ပြေချုံးမွေ့သွားလိမ့်မယ်လူပြည်ကစင်ရဲသားပြည်သူတွေအများကြီးရှိနေတာကိုမြင်တော့စိတ်ထားရိုးရှင်းတဲ့ဖူရှိကတနာစိတ်ဝင်ပြီးနှစ်ပေါင်း1000တွင်မတုံးခဲ့တဲ့ရွှေနဂါးတခိုးကိုထုတ်သုံးလိုက်တဲ့နဂါးနန်းတော်ရဲ့ရွှေငွေလက်ဝတ်ရတနာတွေရွှေတွေကြောက်တံပဒများတွေကိုလူပြည်တဲ့အကုန်ဆုပ်ယူပြီးပြည်သူတွေကိုဝေမျှပေးလိုက်တဲ့ရွှေမိုးကြီးရွာချလိုက်တာပေါ့ဒါပေမဲ့အစွမ်းထက်လာတဲ့ရွှေနဂါးတခိုးတွေစိတ်ထွက်သွားတာကြောင့်အကျဉ်းကျနေတဲ့နဂါးနက်ရဲ့တစိမ့်ခတ်နှိမ့်မှုတွေရော့ရဲသွားပြီးနဂါးနက်ကိုချီနှောင်ထားတဲ့တန်ကြခိုးတွေပြတ်တောက်သွားလိမ့်မယ်ဆိုတာ तू မသိခဲ့ဘူးနဂါးနက်ကချက်ချင်းနိုးထလာပြီးအထဲကနေဓာတ်ရိုက်ထွက်ပြေးသွားခဲ့တယ်တခုခုမဟုတ်တော့ဘူးလို့ခံစားရတဲ့ဖူရှိကရင်းနှက်ပိုင်းစီအမြန်ပြန်လာခဲ့ပေမဲ့နဂါးနက်ကသူ့အကိုကိုပြန်ပေးဆွဲထားတာကိုမြင်လိုက်ရတဲ့တင်မကပဲရွှေနဂါးတခိုးကိုလွှဲပေးဖို့ချင်းချောက်နေတဲ့အကိုဖြစ်သူနဂါးနက်လက်ချက်နဲ့အသက်ခံရတော့မယ့်အခြေအနေကိုမြင်တော့ဖူရှိကတကိုးကိုနဂါးနက်စီလွှဲပေးလိုက်ရုံပဲရှိတော့တယ်တကိုးတွေထပ်မံရရှိသွားတဲ့နဂါးနက်ကဖူရှိကိုလက်ဝါးတစ်ချက်နဲ့ရိုက်ချပြီးထွက်ပြေးသွားခဲ့တယ်အဖိုးအိုနဂါးမင်းကအခြေအနေကိုမြင်တော့ချက်ချင်းထွက်ပြီးနှိမ်နှင်းတယ်ဒါပေမဲ့အကျဉ်းပေါင်းရချီတိုက်ခိုက်ပြီးတဲ့နောက်မှာတော့နဂါးနက်မှာရွှေနဂါးတခိုးပါရှိနေတာကြောင့်အဖိုးအိုနဂါးမင်းကမကြခင်မှာပဲနဂါးနက်ကိုရှုံးနေသွားပြီးဒဏ်ရာအပြင်းထန်ရခဲ့တဲ့ရေမွှမ်းမြောရဲ့ကူညီမှုနဲ့နဂါးနန်းတော်စီပြန်ကဲတင်လာနိုင်ခဲ့တယ်အကယ်၍ရွှေနဂါးတခိုးနဲ့မကူတာနိုင်ရင်အဖိုးအိုနဂါးမင်းတေရမှာတေချာတဲ့ပူဆိုးတာကနဂါးနက်ကနဂါးနန်းတော်ကိုကလဲစားချေနိုင်တာပဲမိစ္ဆာနှိမ်နှင်းရေးသားနဲ့နဂါးစစ်စစ်ရဲ့သွေးပေါင်းဆက်မှသာနဂါးနက်ကိုရှင်နိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီတုန်းကမိစ္ဆာနှိမ်နှင်းရေးသားကိုအဖိုးအိုနဂါးမင်းကမိစ္ဆာလောကထဲမှာဝတ်ထားခဲ့တာအခုသူကသတိမေ့မျောနေပြီးဘယ်သူမှဘယ်မှလဲဆိုတာမသိဘူးဖူရှိကလည်းတကိုးတွေဆုံးရှုံးထားတယ်နဂါးမျိုးနွယ်တစ်ခုလုံးရဲ့ဘေးကင်းရေးအတွက်ဖူရှိကအသက်နဲ့ရင်းပြီးမိစ္ဆာလောကစီလာကမိစ္ဆာနှိမ်နှင်းရေးသားကိုရှာဖွေဖို့ပဲတတ်နိုင်တော့တယ်မိစ္ဆာလောကရဲ့ပြန်တန်းဝင်ရောက်ခါစားမှာပဲမိစ္ဆာအသေးမွားလေးတွေရဲ့အမဲလိုက်เสียတားကောင်ဖြစ်ပစ်ချခြင်းကိုခံလိုက်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးမိစ္ဆာတအုပ်လုံးကဘသူမှဒါဟာနဂါးတကောင်ဆိုတာမသိကြပဲမိစ္ဆာလေးတွေကသူ့ကိုအပိုင်းပိုင်းခုတ်ထစ်တော့မဲ့အချိန်မှာပဲမိစ္ဆာမလေးပိုင်းကြီးကအချိန်မီပေါ်လာပြီးဖူရှိကိုကဲတင်ခဲ့တယ်ပိုင်းကြီးဒီဘိုးကောင်ကိုငါယူမယ်ဖူရှိမင်းကငါ့ကိုဘသူမှန်းဘလို့သိတာလဲပိုင်းကြီးငါကဘသူမို့လို့လဲနဂါးမျိုးနွယ်အိမ်ရှိမင်းသားနဂါးစစ်တီတော်ပင်လယ်လေးပြင်ရဲ့ဘရင်အစ်စ်မဟုတ်လားတကယ်တော့လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကသူမကဖူရှိကိုမြင်ဘူးခဲ့တာလူအသွင်ကိုစပြောင်းခါစားပိုင်းကြီးကမိခင်ဖြစ်သူဒဏ်ရာကုဖို့စေးလုံးခိုးရကနေမိစ္ဆာတွေနဲ့ဖားပြုတ်မိစ္ဆာရဲ့လိုက်လံတက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ကံကောင်းတာကသူမကဖျက်လက်လို့ဖားပြုတ်မိစ္ဆာကိုအနိုင်တိုက်နိုင်ခဲ့ပေမဲ့မိစ္ဆာတွေများလွန်းတာကြောင့်နောက်ဆုံးတော့ဖမ်းဆီးသွားခြင်းခံရတဲ့အသက်ရှင်လျက်မိရှုအသက်ခံရတော့မယ့်အချိန်မှာပဲလဲပတ်နေတဲ့ဖူရှိကအချိန်မီပေါ်လာပြီးသူမကိုကယ်ခဲ့တယ်သူတို့နှစ်ယောက်ကအတီဟောင်းတွေလို့ပြောလို့ရတယ်သူ့ကိုမိစ္ဆာဘရင်ကြီးနဲ့ချက်ချင်းမိတ်ဆက်ပေးခဲ့တယ်မိစ္ဆာဘရင်နဲ့အဖိုးအိုနဂါးမင်းကတငယ်ချင်းဟောင်းတွေဆိုတာမသိခဲ့ဘူးသူကအဖိုးအိုနဂါးမင်းရဲ့တာမန်တီးရတော့မိစ္ဆာဘရင်ကချက်ချင်းပဲပွဲတော်အကြီးကျယ်တီခင်းပြီးပိုင်းကြီးကိုယ်တိုင်ကပြချိုဆိုခိုင်းခဲ့တယ်ပိုင်းကြီးပြင်ဆင်ကျတဲ့လိုက်တာဒီလောက်တောင်လှလိုက်မယ်လို့မထင်ထားဘူးဖူရှိကပထမဆုံးအမြင်မှာတင်အချစ်ဝင်ပြီးမျက်လုံးတွေတောင်တဲ့သွားခဲ့တယ်ဒီအချိန်ဒီခိုက်တက်မှာတင်သူကကလေးနာမည်ကိုပါစဉ်းစားပြီးနေပြီစားတော့ပွဲအပြီးမှာဖူရှိကသူနဲ့သူ့အဖေကတငယ်ချင်းတွေပဲဆိုပြီးမိစ္ဆာနှိမ်နှင်းရေးတာပဲမှာလဲဆိုတာကိုမေးလိုက်တဲ့စကားပင်မဆုံးသေးခင်မှာပဲမိစ္ဆာဘရင်ကသူ့တပည့်တွေကိုဖမ်းခိုင်းပြီးထောင်ထဲထည့်ပစ်လိုက်တယ်ပိုင်းကြီးကဒုတိယအကြိမ်ထပ်မံကူညီပြီးဖူရှိကိုတိတ်တဆိတ်လှုပ်ပေးခဲ့တယ်ထွက်ပြေးလာခါစားမှာပဲမိစ္ဆာတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပေမဲ့ကံကောင်းထောက်မှစွာနဲ့မိစ္ဆာနှိမ်နှင်းရေးတာရှိတဲ့နေရာကိုသိရှိသွားခဲ့တယ်ပိုင်းကြီးနေဦးဒီမှာစစ်တီအင်အားအပြည့်နဲ့စောင့်ကြပ်နေတာမင်းအရင်ဆုံးတခိုးတွေပြန်ရအောင်လုပ်ရမယ်ဒါနဲ့ပိုင်းကြီးရဲ့ကူညီမှုနဲ့အတူသူတို့နှစ်ယောက်ဟာအကာအကွယ်စီးကိုဖျက်ပြီးလူပြည်ကိုရောက်လာတဲ့ဖူရှိကတကိုးတွေပြန်ရချင်ရင်လူသားတွေရဲ့ပူဇော်မှုကိုရမှဖြစ်မယ်အမှတ်မထင်လူပြည်မှာမိုးခေါင်တာ3နှစ်ရှိနေပြီးမိုးမရွာတာကိုတွေ့တော့သူတို့နှစ်ယောက်ကဘေးဒင်းဆရာအတွင်ဆောင်လိုက်ကြတယ်ပိုင်းကြီးတယောက်တည်းပူဇော်တာကလူပေါင်းတောင်းချီပူဇော်တာကိုမမိပါဘူးလူအများရဲ့စိတ်ဆန္ဒသာတညီတညွတ်တည်းရှိရင်မိုးရေတွေရွာချပေးပါလိမ့်မယ်ဒါနဲ့တထေးကြီးကရွာသူရွာသားအားလုံးကိုခေါ်ပြီးနဂါးမင်းကိုပူဇော်ကြတယ်ဖူရှိကတော့မျိုးရိုးပေါ်မှာရက်ပြီးအမွှေးတိုင်မီကိုတွေကိုစုပ်ယူတယ်မကြခင်မှာပဲသူတကိုးတွေပြန်ရပြီးမိုးတဲထန်စွာရွာချပေးလိုက်တယ်အဲ့ဒီနောက်ဖူရှိကမိစ္ဆာလောကကိုပြန်သွားပြီးတဝက်ထားတဲ့ခြိုင်ဝမ်းနဲ့ဝင်တဲ့ဓာတ်ကိုနှုတ်ယူဖို့ပြင်တော့မှပဲမိစ္ဆာဘရင်ပြေးထွက်လာတယ်အမှန်တော့မိစ္ဆာနှိမ်နှင်းရေးဓာတ်နှုတ်လိုက်တာနဲ့အကာအကွယ်စီးပြက်ပြက်သွားမှဖြစ်ပြီးနဂါးနက်ကမိစ္ဆာလောကထဲကိုမူးချဝင်လာပြီးမိစ္ဆာတွေကိုစားကကျင့်စင်တက်အောင်လုပ်မှာနဂါးနက်ကမကောင်းဆိုးဝါးလမ်းစဉ်နဲ့ရောက်နေလို့အကာအကွယ်စီးကိုမဖျက်ဆီးနိုင်ခဲ့တာဖူရှိကနဂါးနက်ကိုနှိမ်နှင်းပြီးအဖေကိုကယ်ဖို့အတွက်မိစ္ဆာဘရင်ရဲ့တားမြစ်ချက်ကိုမနာခံဘဲဓာတ်ကိုအတင်းနှုတ်ယူခဲ့တယ်ရလက်ကတော့လောကသုံးပါးလုံးကိုကပ်ပေးကြီးဆိုက်ရောက်စေခဲ့တယ်မိစ္ဆာနှိမ်နှင်းရေးဓာတ်ကိုနှုတ်လိုက်ခါစားမှာပဲအကာအကွယ်စီးကချက်ချင်းပောက်ကွဲပျက်စီးသွားခဲ့တယ်ဖူရှိနဂါးနက်ကိုတက်ပြီးတာနဲ့ငါမှုချအဖေကြီးကိုအကာအကွယ်စီးပြန်လုပ်ခိုင်းမှာပါစကားပင်မဆုံးသေးခင်မှာပဲနဂါးနက်ကမျက်စိရှိကိုရောက်လာပြီးဦးလေးနဲ့တူချက်ချင်းတိုက်ခိုက်ကြတော့တယ်မိစ္ဆာနှိမ်နှင်းရေးတာရှိနေတော့နဂါးနက်ကဖူရှိရဲ့ပြိုင်ဘက်မဟုတ်တော့ဘူးအဲ့ဒီအချိန်မှာပဲပိုင်းကြီးရဲ့ရင်ဘက်ကကြောက်မြက်ထဲကနေမင်းမောင်နဲ့မိကုံးဝေးတွေထွက်လာတယ်တကယ်ပါပဲ
ကိုကိုအနာကျင်ဆုံးဖြစ်အောင်လုပ်တဲ့သူဟာကိုအချစ်ရဆုံးသူပဲဖြစ်နေတတ်တယ်အရင်ကပြောခဲ့တဲ့ဂတိတစ္ဆာတွေအပြန်လန်ချစ်ကြပါမယ်ဆိုတာတွေအိုအောင်မင်းအောင်ပေါင်းပါမယ်ဆိုတဲ့စကားတွေဟာဒီအချိန်မှာဘာမှတန်ဖိုးမရှိတော့ဘူးလှုပ်ဝက်စမ်းကျဲတဲ့မျက်နှာဖုံးဆွတ်လူကအခွင့်ကောင်းယူပြီးမိစ္ဆာနှိမ်နှင်းရေးသားကိုလူသွားခဲ့တဲ့ကံကောင်းတာကပိုင်ရီကမျက်နှာဖုံးဆွတ်လူရဲ့အတုံးချခံရတာပဲဖြစ်ပြီးသူမကအသက်နဲ့ရင်းပြီးဖူရှိကိုကယ်ခဲ့တယ်ဖူရှိဒီလိုငွေဆိုးလိုရက်ဆက်တဲ့မိန်းမမင်းရဲ့အစကတည်းကရည်ရွယ်ချက်ကမိစ္ဆာနှိမ်နှင်းရေးသားဖြစ်နေတာပေါ့လေသစ္စာဖောက်ခံရတာကိုကြုံရပြီးဖူရှိကသူ့အကိုစီစာရေးပြီးအကူကြီးတောင်းဖို့ပဲတက်နိုင်တော့တယ်ဒါပေမဲ့စာကပင်လယ်ထဲပြန်မသွားပဲတောအုပ်ထဲကိုပြန်သွားခဲ့တယ်သူအံ့ဩပြီးတောအုပ်ထဲလိုက်ကြည့်တဲ့အခါမိစ္ဆာနှိမ်နှင်းရေးသားကိုလူသွားတဲ့မျက်နှာဖုံးဆွတ်လူကအံ့ဩစရာကောင်းတော့အောင်သူ့အကိုဖြစ်နေတာကိုတွေ့လိုက်ရတယ်အမှန်တော့သူကငကားနက်နဲ့ပူပေါင်းပြီးသူ့ကိုဒုက္ခပေးခဲ့တာရွှေနဂါးတန်ခိုးရောမိစ္ဆာနှိမ်နှင်းရေးသားပါရှိသွားတော့နဂါးနက်ကအကြီးအကျယ်တက်ဖြစ်ပါတော့